မြန်မာနိုင်ငံမှာနေတဲ့မိဘပြည်သူများအားလုံးမင်္ဂလာပါလို့ကျွန်တော်နှုတ်ဆက်ပြရစီနော်ကျွန်တော်လည်းပြည်သူတယောက်အနေနဲ့ကျွန်တော်မပြောလို့မရဘူးပြောရတော့မယ်နော်အခုမြန်မာနိုင်ငံမှာတဘာဝဘေးရတည်းငလင်လောက်ခတ်မှုကြောင့်လူတွေအများပြားသေးတယ်ဆိုတာကျွန်တော်တို့လည်းသိတယ်ကျွန်တော်တို့လည်းတကယ်ဝမ်းနည်းပါတယ်နော်အဲ့ဒါကိုပြည်သူတွေကသတိမထားမိတာဗာလဲဆိုတော့နော်လေပြစ်ခတ်မှုကြောင့်လေဘိုးကျဲမှုကြောင့်နော်ကျွန်တော်တို့ကေလူမျိုးမမှုပါဘူးလူမျိုးအများကြီးစစ်ဘေးရှောင်တွေရှောင်နေရပါတယ်เนาะအစားတော့မရှိနေရကမရှိစားတော့မရှိเนาะစစ်ဘေးရှောင်ကအများကြီးပါเนาะအဲ့ဒါတွေကပြည်သူသတိမထားမိပါဘူးအခုငလီလောက်ခတ်တာတော့တွေဘာတွေပြိုတက်တွေဘာတွေပြိုသူတို့အရှိမဖြစ်တဲ့အတွက်သူတို့ကဂရုစိုက်တယ်ပေါ့เนาะတခြားဒေသတခြားတွေမှာကလေနဲ့ပြစ်တာတွေအများကြီးသေတဲ့လူလည်းအများကြီးเนาะဖိုးကြီးတွေပါတယ်အများကြီးသေပါတယ်အများကြီးဒုက္ခရောက်ပါတယ်စစ်ဘေးရှောင်တွေအခုလည်းသေနေပါတယ်ဒုက္ခရောက်နေပါတယ်เนาะငလီလောက်ခတ်မှုတစ်ခုပဲဂရုမစိုက်ပါနဲ့เนาะပြည်သူချင်းချင်းပဲကူညီချင်ပါတယ်လို့เนาะစစ်ဘေးရှောင်ကိုလည်းအတိမပြုစေချင်ပါတယ်လို့ကျွန်တော်အနေနဲ့တောင်းဆိုပြရစီเนาะမကူညီနိုင်တော့မှเนาะအများကြီးမကူညီနိုင်တော့မှနည်းနည်းပါလိုက်ကြည့်ပြပါဦးလို့ကျွန်တော်အနေနဲ့တောင်းဆိုပြရစီเนาะဒါကအမှန်တကယ်ကျွန်တော်တို့ကေလူမျိုးတွေကများတယ်ပေါ့เนาะစစ်ဘေးရှောင်ဒါပေမဲ့အခုကျွန်တော်ပြောချင်ဦးမယ်ဘလောက်ပဲဖြစ်ဖြစ်ဘလောက်ပဲတည်နေပါစေဘလောက်ပဲဒုက္ခရောက်နေပါစေကျွန်တော်တို့ကေပြည်နယ်မှာကျွန်တော်ကေပြည်နယ်ကေလူမျိုးတွေကခံရပေမဲ့เนาะပျော်ပါမှတ်နေကြသေးတယ်ပေါ့เนาะအခုမှတရားမှတ်တွေပါတွေစောက်နေเนาะပွဲလာတဲ့ပေတွေเนาะဆိုတော်တွေပါတွေဖိတ်ခေါ်ပွဲတွေပါကျေပတ်ပျော်နေသေးတယ်ပေါ့เนาะဒါပေမဲ့ကျွန်တော်အနေနဲ့ကျွန်တော်ဆေးဘေးရှောင်တဲ့လူကိုအရန်ကိုတနာလို့အရန်ကိုဒုက္ခရောက်နေတဲ့ပြည်သူတွေမို့လို့ကျွန်တော်မြတ်တမ်းခံပါတယ်เนาะတက်နေတော့ကူညီကြပါလို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ကလည်းဘာအဖွဲ့အစည်းမှမဟုတ်ပါဘူးကျွန်တော်ပြည်သူတယောက်အနေနဲ့လာပြောပြတာပါလို့သိစေချင်လို့လာပြောပြတာပါလို့ကျွန်တော်ဒီကနေပဲပြောကြပြီးတောင်းဆိုပြရစီလို့အားလုံးပဲကျေးဇူးတင်ပါတယ်เนาะ